နံပစ္စည်းဆိုတာနန်နန်စားတွေရဲ့အဓိပ္ပာယ်ကိုထူခြားလေးနဲ့အောင်ကုညီထောက်ပံ့ပေးတဲ့စကားလုံးတွေဖြစ်ပြီးတင်ရိုးသည့်အရာနံပစ္စည်း17မျိုးခွဲခြားပြထားပါတယ်။အဒီတေခါမှာတက်ရှိသက်မဲ့နံတွေရဲ့အမျိုးအစားပုံသဏ္ဍာန်အတိုင်းတာပမာဏစာရာတွေကိုပြတဲ့ပစ္စည်းဟာမျိုးပြပစ္စည်းဖြစ်ပြီးအလွယ်ပြောရရင်အမျိုးအစားကိုပြလို့မျိုးပြလို့မှတ်နိုင်ပါတယ်။မုတ်တစ်ခုကော်ဖီ2ခွက်လူ3ယောက်ကားလေးစီစသဖြင့်ကျမတို့နေ့စဉ်ရေးသားပြောဆိုနေကြတဲ့စာရီစကားတွေထဲမှာပါတယ်ခုခွဲရောက်စီတို့ဟာမျိုးပြပစ္စည်းတွေဖြစ်ပြီးနံကိန်းကနန်းမျိုးပြဆိုတဲ့စီစဉ်နဲ့သုံးစွဲနေတာကိုလက်တွေ့သိနိုင်ပါတယ်ငယ်စဉ်ကလေ့လာကြမှတ်ခဲ့တဲ့အင်္ဂလိပ်စာမှာအင်းကြီးများချင်းတစ်ခုတစ်ကောင်တယောက်လိုချက်ခဲ့ကြတာကိုမှတ်မိမဲ့တင်ပါတယ်အင်္ဂလိပ်ဘာသာစကားမှာ a boy two dogs စသည်ဖြင့်မျိုးပြစကားလုံးမပါဘဲသုံးနှုံရပါမယ်မြန်မာဘာသာစကားမှာတော့ကောင်လေးတစ်ခွေးနှစ်လို့မသုံးနှုံကြပဲကောင်လေးတစ်ယောက်ခွေးနှစ်ကောင်ဆိုပြီးအနောက်မှာရောက်ကောင်ဆိုတဲ့မျိုးပြပစ္စည်းတွေကိုထည့်သွင်းသုံးစွဲကြရပါတယ်မြန်မာဘာသာစကားမှာမျိုးပြအနေနဲ့သုံးစွဲတဲ့စူပါရောက်ကောင်းဆိုတဲ့ပစ္စည်းတွေဟာတက်ရှိပုဂ္ဂိုလ်တွေရဲ့ဂုဏ်စင်တန်းကိုလိုက်ပြီးသုံးစွဲရတဲ့မျိုးပြတွေပါဖျားတွေစေတီတွေဆိုရင်စုရဟန်းတန်ကားတွေတီလာရှင်တွေဆိုရင်ပါလူတွေဆိုရင်ရောက်တရိษံတွေဆိုရင်ကောင်းလို့ခွဲခြားသုံးစွဲကြရပါတယ်ဒါပေမဲ့ပုဂ္ဂိုလ်9ဦးခရီးသည်3ဦးလူမိုက်10ဦးစသဖြင့်ဂုဏ်အစင်တန်းကိုမခွဲပဲလူတွေအားလုံးကိုခြုံပြီးသုံးရတဲ့မျိုးပြကတော့ဥဝဲဖြစ်ပါတယ်ရှင်မြန်မာဘာသာစကားမှာတက်ရှိတွေထက်တက်မဲ့တွေအတွက်သုံးစွဲတဲ့မျိုးပြပစ္စည်းတွေကအရေးအတွက်ပုံများနေပါတယ်လက်စွပ်တကွင်ဖြာတစ်ချက်ခဲတံတစ်ချောင်းဝေဆက်ကူတစ်ရွက်ယထာတစ်စင်တစ်တီးတစ်လုံးစတာတွေမှာပါတယ်ကွင်းချက်ချောင်းရွက်စင်လုံးတို့ဟာပုံသဏ္ဍာန်ကိုဖော်ပြတဲ့မျိုးပြတွေဖြစ်ပါတယ်ဒါပေမဲ့ထမင်းတနက်ဓာတလက်တင်ဘောတစီစကားတခွန်စတာတွေမှာပါတယ်နတ်လက်စီခွန်ဆိုတဲ့မျိုးပြတွေကတော့ပုံသဏ္ဍာန်ကိုမဖော်ပြပဲအရေးသွေးတရက်ရက်ကိုပဲဖော်ပြတဲ့မျိုးပြတွေဖြစ်နေပါတယ်။နိုင်ရှင်ပြရရင်ယထာတစ်စင်းမှာပါတဲ့စင်ကဖြောင်ဆင်းတယ်ဆိုတဲ့အနက်ဖြစ်ပြီးပုံသဏ္ဍာန်အားဖြင့်ရှည်ရှည်ဖြောင်ဖြောင်ဖြစ်တဲ့အရာဝတ္ထုတွေအတွက်သုံးစွဲရပါတယ်။ဥပမာပြောရရင်မြေတစ်စင်းလန်တစ်စင်းအတစ်စင်းလေတစ်စင်းစသည်ဖြင့်သုံးစွဲရတာဖြစ်ပြီးတင်ဘောတစ်စီးစပိန်တစ်စီးမှာပါတဲ့စီးကတော့စီးနှင်းလို့ရတဲ့အရေးသွေးရှိတဲ့အရာဝတ္ထုတွေဖြစ်ကြောင်းဖော်ပြတဲ့မျိုးပြပဲဖြစ်ပါ